ကိုယ့်ရဲ့ TikTok အကောင့်မှာ policy နဲ့ညီပြီးအကောင့်ဝင်နေပေးခံရရင်ဘယ်လိုမျိုးအယူခံပြောင်းရမလဲဆိုတာကိုပြောပြပေးပါမယ်။အယူခံဝင်ရမယ့်စာကိုကျွန်တော် Facebook page ချက်ပါမှာလာတောင်းလို့ရပါတယ်။ကျွန်တော် Facebook page လေးကို follow လေးလုပ်ပြီးတော့အယူခံဝင်ရမယ့်စာကိုချက်ပါမှာလာတောင်းလို့ရပါတယ်ခင်ဗျ။ဒီဗီဒီယိုလေးရဲ့ caption လေးမှာလည်းကျွန်တော် Facebook page link ကိုရှာပေးထားပါမယ်။တကယ်လို့ link ရှာမတွေ့ဘူးဆိုရင်ကျွန်တော် Facebook page နာမည်နဲ့ရှာလို့ရပါတယ်ခင်ဗျ။ဒီကျွန်တော် Facebook page လေးကတော့ဒီ page လေးပါခင်ဗျ။ Okay ဒါဆိုရင်ဘယ်လိုမျိုးအယူခံပြောင်းရမလဲဆိုတာကိုဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ကြည့်ပေးပါ။ကိုယ့်ရဲ့ TikTok အကောင့်ထဲရောက်ပြီဆိုတော့အပေါ်ဆုံးအကောင့်တော့ recommend တဲ့ဆိုတာလို့နှိပ်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ချင်းအပီရဲ့ဆွဲစာလို့စနစ်လိုက်ပါဒီနေရာရောက်ပြီဆိုလို့ချင်းပေါ်လေးနည်းနည်းဆွတ်တင်လိုက်ပါဒီနေရာမှာရေးရမယ့်စာကိုကျွန်တော် Facebook page ရှက်ပေါက်မှာလာတောင်းလို့ရပါတယ်ကျွန်တော် Facebook page လေးကို follow လေးလုပ်ပြီးတော့ရှက်ပေါက်မှာလာတောင်းလို့ရပါတယ်ခင်ဗျရေးရမယ့်စာကိုထည့်ပြီးတော့လို့ချင်းအောက်ကကို screenshot ရိုက်ထားတဲ့ပုံလေးကိုထည့်ပေးလိုက်ပါပုံထည့်ပြီးသွားပြီဆိုလို့ချင်းအောက်က contact email ဆိုတဲ့နေရာမှာကိုရှိဆက်သွယ်လာမယ့် email ကိုထည့်ပေးလိုက်ပါပြီးရင်အောက်က submit ဆိုတာကိုနှိပ်လိုက်ပါဒီလိုမျိုး feedback submit တက်လို့ပေါ်လာရင်အယူခံဝင်နောက်ပြီးပါပြီ TikTok ရောကဘယ်လိုမျိုးအကြောင်းပြလာမလဲဆိုတာကိုကျွန်တော်တို့ဘက်ကစောင့်ကြည့်ရပါ